မင်္ဂလာပါဗျာနော်အဲဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့เนาะတွေးချက်ဖောလို့တွေးချက်ဖောလို့အတန်ထွက်တာပေါ့ကျွန်တော်တို့မြန်မာလို့ဆိုရင်တော့အထူးတစ်ဖြစ်လို့အဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်ပါတယ်เนาะအထူးတစ်ဖြစ်လို့အဓိပ္ပာယ်ရတယ်ပေါ့เนาะအထူးတစ်ဖြစ်တွေးချက်ဖောကျွန်တော်မြန်မာလို့ဆိုရင်အထူးတစ်ဖြစ်လို့အဓိပ္ပာယ်ရပါတယ်เนาะအဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက်မယ်เนาะဖရုနီတဲ့ဖရုနီဆိုတာမနက်ဖြန်ပေါ့နော်ဖုန်နီလို့ပြောလိုက်ရပါတယ်ဖရုနီမနက်ဖြန်တောက်မာထမ်ငန်းနာတောက်ကကြတော့ရမယ်ပေါ့မာထမ်ငန်းဆိုတာမာလာတယ်ထမ်ငန်းထမ်ကလှုပ်တယ်ပေါ့ငန်းဆိုတာအလုပ်ပေါ့အလုပ်လာလုပ်ရမှာပေါ့ဒီဘောကတော့တောက်မာထမ်ငန်းနာဆိုတာနော်ဆိုတော့ဖရုနီတောက်မာထမ်ငန်းနာမနက်ဖြန်အလုပ်လာလုပ်ရမယ်နော်တဲ့ဖရုနီတောက်မာထမ်ငန်းနာမနက်ဖြန်အလုပ်လာလုပ်ရမှာနော်တွေချက်ဖောဆိုတော့အထူးတစ်ဖြစ်တဲ့တွေချက်ဖောအထူးတစ်ဖြစ်ကြော်ကြော်တဲ့အထူးတစ်ဖြစ်ကြော်ကြော်ပေါ့ပြောချင်တာတော့မနေ့ပြန်အလုပ်လာလို့ရမှာနော်အထူးတစ်ဖြစ်ကြော်ကြော်တဘောကတော့မနေ့ပြန်ကြားလို့ရှိရင်ကျွန်တော်တို့အလုပ်ကအရေးကြီးတယ်ကျွန်တော်တို့စောက်လုပ်ရေးလုပ်ငန်းဆိုလို့ရှိရင်ပြီးလက်ကိုဘင်းလောင်းရမယ်နေပေါ့ဘင်းလောင်းရမယ်နေဆိုရင်တုံးရတဲ့လူကပိုများတယ်ပေါ့နော်ဆိုတော့ဘင်းကြီးလောင်းတာဆိုတော့အခင်ကြတော့ကျွန်တော်တို့ကလူများလို့ရှိရင်တတ်တာမယ်အလုပ်လဲတွင်မယ်ပေါ့ဗျာအဲ့လိုမျိုးပုံစံကြောင်းမလို့ကွာကိုယ့်ရဲ့ခေါင်းဆောင်တော့မဟုတ်ကိုယ့်ရဲ့တတိယကိုယ့်လူစုပြီးတော့ခေါ်နေထားပါတော့ညနေကျရင်ဟေးမနေ့ပြန်ကြားလို့ရှိရင်မင်းတို့အလုပ်လာရမှာနော်အထူးတစ်ဖြစ်ကြော်ကြော်ဆိုတာကြတော့ဘာလို့ဆိုတော့ကြော်ကြော်ကအားနေအလုပ်ပဲပြတ်နေတာပေါ့အဲ့ခင်ကြတော့ကြော်ကြော်ကိုအဓိကထားပြီးပြောတဲ့ပုံစံမျိုးပေါ့နော်အထူးတစ်ဖြစ်ကြော်ကြော်သူကကြံတဲ့လူကြတော့လာမှာဆိုတာသိတယ်သို့တော့သူကတေချောင်လို့ထပ်ပြီးတော့မှာတာပေါ့ဗျာနော်ဖရုနီတောက်မှာထမ်ငန်းနာမနေ့ပြန်အလုပ်လာရမယ်နော်တွေချက်ဖော့အထူးတစ်ဖြစ်ကြော်ကြော်ဆိုအထူးတစ်ဖြစ်မင်းကြော်ကြော်ပေါ့ကွာကြော်ကြော်အားနေနားနေတာပေါ့ဗျာအဲ့လိုနေရာမှာသုံးတဲ့စကားဖြစ်ပါတယ်တွေချက်ဖော့လို့အတန်ထွက်ပါတယ်နော်အဲ့ဆိုရမယ်ထင်ပါတယ်နော်ကျွန်တော်ဒီကောင်ကိုပိတ်လိုက်မယ်နော်